အားလုံးသာလီစွာပါအားလုံးကာရောပြပါရဲနိုင်ငံတကာရောနိုင်ငံတည်းအာရခပြည်သူပြည်တော်နဲ့အာရခနိုင်ငံဖြစ်မှာဟိနေငါတည်းမင်းပပြည်သူတို့ကိုသာလီစွာပါလို့ဥဇောပနာမအနေနဲ့နော်ကွန်ဆက်တာပါတယ်အင်းကျွန်တော် project စာကတော့ခါကျွန်တော်တို့ဒီ Facebook စာမျက်နှာပေါ်မှာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလူသားချင်းစာနာထားတဲ့အဖွဲ့ကအာရခနိုင်ငံကိုလိုင်းရောတစ်ခုဖုံးပြီးဖို့အတွက်ဆွေးနွေးတယ်ဘာငါအရှက်ပေါ်မှာဝေဖန်မှုသုံးသပ်မှုဒီကောကြီးကျေလို့စတဲ့ကိုကျွန်တော်တို့တွေ့ရတယ်တချို့ကလည်းအဲဇာဇာနေမိကငါဇာရှာပြီးကငါမြောက်ချက်ကိုမမရောဆိုရအတိတ်တာတိကိုလည်းကျွန်တော်တို့တွေ့ရပါရဲ့နော်ဆိုခါလူသားဒီကတော့ခါစားမဆိုတရားကိုတရားဝေဖန်လို့ရတယ်သုံးသပ်လို့ရတယ်ကိုရိုဖက်ကလည်းတော့ပရလို့ကြရဖို့စကားအဓိကကငါဇာရှာဇာကိုမရငါမြောက်ချက်ကိုမမလားလို့မင်းကတည်းကနော်အင်းနဲ့အရခတဲ့ပရေကိုဇာလူမျိုးကအုပ်ချုပ်ထားလေဇာလူမျိုးကထင်းချုပ်ထားလေဆိုတဲ့အချက်ကိုလေမရောပန်လို့ပြေးဖို့လိုတယ်လို့တနောကငါဇာကိုရှာတဲ့ဇာကိုမရောလေငါမြောက်ချက်ကိုမမရောဆိုလူတိကိုကျွန်တော်ပန်လို့မွေးဆောင်စားကအင်းနဲ့ဒီအယောင်ကကိုလိုနီနေရှိတိစိုက်အာနာရှန်တိကအုပ်ချုပ်ထားတဲ့အတိတ်တာမဟုတ်အင်းနဲ့ဒီအာရခပြည်သူတော်လှန်တဲ့အစိုးရအနေနဲ့ရခိုင်ပြည်ကိုအုပ်ချုပ်ထားတဲ့အရှက်ဖိတ်တယ်ယေဇုနာကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်အိန္ဒိယတို့ကအေပိနေဇာကိုဖုံးပေးပြီးကျွန်တော်တို့အာရခနိုင်ငံအာရခပြည်သူတော်လှန်တဲ့အစိုးရနဲ့ဆက်တွေလုပ်ပြီးလူသားရှောင်းစာနာထောက်ထားတဲ့အဖွဲ့တီကအေပိပုံစံမျိုးတိကိုလာပြီးကိုကြီးထောက်ပံ့ပြီးဖို့ဆို